သားပါစစ်သားလေးပါအိမ်ချက်ပါနော်အိမ်ချက်ဒီပြကြပါဦးမယ်ဟာလားဒါချက်တကောင်ချက်တာအဲ့လိုရပါတယ်ညီမချက်တွေတားတန်မာရဲ့အမွှေးရောဘာရောမှတကောင်လုံးမှတပိတ်တန်မှာ2000တိပဲရှိပါတယ်အတလောင်းလုံးကျတုံကြီးကိုစီသက်ပါလေတက်တာပုံလို့အော်ဒီမှာမေးရဒီဟာကြီးပဲရိုက်နေကြာကြီးပဲလေโอ้ဒါကဘလူး90သားလောက်ရှိရဲ့အကောင်ကိုချက်ထားတာပါနော်အမ let's sorry ဒါကတော့ချက်ရုံစင်တက်ပါအကောင်လုံးစေးကြောပြီးတော့စားပြဆွနေမုန်းနေနေတာပါလား